ချင်းမိတ်ဆွေတကယ်ချင်းအားလုံးမင်္ဂလာပါလို့ကျွန်တော်အောင်ပူကလှုပ်ဆက်ပါတယ်နော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေအားလုံးဒီနေ့အဖို့ရမှာတော့28ရက်ပေါ့နော်ကျွန်တော် live တက်ပြီးလို့မအားဘူးခင်ဗျဘာကြောင့်မအားလဲဆိုရင်ကျွန်တော်ပြပေးမယ်နော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေတွေ့အဲ့ဒီမှာကားကနော်ကားကအဲ့လိုဖြစ်နေတယ်အဲ့ဒီကားကအဲ့လိုဖြစ်နေတယ်ပထမတစ်ခါကတော့လုတ်ပြီးပါပြီပထမတစ်ခါကဟိုဘက်ချမ်းကျွန်တော်ပြပေးမယ်နော်ပထမဖြစ်တာကဒီဘက်ချမ်းအဲ့ဒီဘက်ချမ်းကတော့လုတ်ပြီးပါပြီအဲ့တော့လုတ်ပြီးပါရောကားက၄ချိန်တင်တာတအားများလို့လားမသိဘူးပေါ့နော်အဲ့ဒါအခုဖြစ်တာကဟိုဘက်ချမ်းပြန်ဖြစ်အခုတစ်ခါပြန်ဖြစ်တာကတော့ဒီဘက်ချမ်းပါခင်ဗျာအဲ့ဒီချမ်းဖြစ်တယ်အဲ့ဒီကားကသူတို့အောက်ပိုင်းမကောင်းလေဗျာအကုန်လုံးတန်ကြီးတွေကဲပြီးတော့တန်ကြီးတွေစားပြီးတော့အကုန်လုံးပြတ်ကြတယ်လေအဲ့ဒါကိုဆိုင်မှာတမလုပ်ဘူးကျွန်တော်လှုပ်ခိုင်းတယ်ကျွန်တော်ခင်ဗျာမအားဘူးဟောဒီမှာဒီကားကြီးအဲ့ဒီကားကြီးဟာအဲ့ဒီကားကြီးပါခင်ဗျာအဲ့ဒီကားကြီးပါနော်အဲ့ဒီကားကြီးကိုလှုပ်ခိုင်းတယ်အဲ့ဒီကားကြီးကိုလှုပ်ခိုင်းတယ်ခင်ဗျာကျွန်တော်ခင်ဗျာလဲမအားဘူးเนาะလိုက်တက်ပြီးလို့မအားတော့ဘူးလေကြာရင်ကားကိုပြီးလုပ်ပေးရမယ်ပစ္စည်းတင်တာများလို့လားမသိဘူးเนาะဒါကအဲ့လိုဖြစ်ဒီနေ့24ရက်တလ2026ပေါ့เนาะတနေ့ကုန်စာအတွက်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီနေရာလေးပြောပြပါပြီးမယ်မနက်မှာ8เนาะညနေမှာ9တဏီကုံစာ1ချိန်က961ချိန်နော်တဏီကုံစာ1ချိန်က961ချိန်ကျွန်တော်မိတ်ဆွေတွေညံစီးသလို3ကြဟုတ်ပြီလားအပူထိုးမယ်မနက်မှာ88ထိုးညနေမှာခုံလို့အပူထိုးနော်ဟိုကျွန်တော်ချင်းမိတ်ဆွေတော့ဟိုဟာခွေရမလားဒီဟာခွေရမလားဟိုဟာပတ်ရမလားဒီဟာပတ်ရမလားကန်ချင်းရမတူတဲ့အတွက်ကြောင့်မိစိတ်တန်တာမိကစားပါပတ်ပါလို့ကျွန်တော်ကပဲဒီနေရာကြီးပြောချင်ပါတယ်အားလုံးအစဉ်ပြေကံကောင်းပါစေလို့ကျွန်တော်အောင်ပူဆုတောင်းပေးလိုက်အားလုံးပါ